皆さんね、みんなの話、ဒီနေ့ကတော့တိုင်း issue ရဲ့လေးမြတ်နေလေးပေါ့နော်ဒီခန်းလေးမှာဆိုလို့ရှိရင်ဘာလို့ဒီမှာလဲဆိုစိုးကြီးကိုရှိမှရှောဆိုရဲစိုးကြီးဆိုတာကြတော့皆さんတန်ရှင်းလုပ်တာပေါ့တန်ရှင်းလုပ်ကြရအောင်လေဒီဒါဆို皆さんပုံမှန်လိုပဲအောက်ကစားရတဲ့အမေလေးဒီပုံလေးတို့အရင်ဖတ်ကြည့်ကြရအောင်ဟဲ့ပထမဆုံးကကြတော့ April ဆိုတာ皆さんလေးဟင်းချက်လေးပါတယ်မှာ with the April လေးဟင်းကိုအင်းယူစီပါတယ်မဆုံးအောင် with the အဝတ်လေးသူနောက်မှာကြိုးလေးချီရတဲ့အဝတ်လေးအဲ့တော့ပြောတာပါ April ပေါ့နော် April မှာပြီးတော့ဒီဘက်ကကျတော့ Hockey ဆိုကြတယ်မြန်ဒမက်စီပါ Hockey ဒမက်စီပါပြီးကြလို့ရှိရင်ချီလီတိုရီကျတော့မြန်ကခေါ်ပြပါချီလီတိုရီခေါ်ပြပြီးကြတယ်ဒီမှာကျတော့ဇိုကင်းဆိုကြတယ်မြန်လက်နှီးစုပ်ပေါ့နော်ဇိုကင်းဆိုလက်နှီးစုပ်ပါဝိတခုခုအဲ့လိုမျိုးတုတ်တဲ့အဝတ်ပေါ့နော်ဇိုကင်းဆိုမြန်လက်နှီးစုပ်ပါဆရာတွေဘာတွေတုတ်တဲ့အဝတ်ပေါ့နော်အဲ့လိုပြောနော်ပြန်ဟဲ့ဒီမှာဆိုလို့ရှိရင်ဘာခက်ဆမနက်ဆဘာခက်ဆဆိုရေပုံပါဘာခက်ဆရေပုံပြီးတော့ရှိရင်အောက်မှာပေါ့နော်မတော်ဝဲပြားပြားရှိုးဆိုတဲ့စကားလုံးပေါ့နော်အဲ့ဒီကောင်းတဲ့အောက်ကစကားလုံးလေးတွေပေါ့ဟဲ့ apron ကိုစုရုခက်ခဲရုစကဲရုသူ apron ကိုဝတ်ထားဆိုရှင်၃မျိုးသုံးလို့ရပါတယ် apron ကိုစုရုခက်ခဲရုစကဲရု apron ဝတ်ထားပါ apron စုရုခက်ခဲရုစကဲရုမနက်စဒီသုံးလုံးကို apron စုရုခက်ခဲရုစကဲရုအဲ့လိုမျိုးလေးတက်တယ်အဲ့လိုမျိုးလေးတက်ရင်တော့ရပါတယ် apron scale ခက်ခဲလို့ scale သုံးမျိုးလုံးသုံးလို့ရပါတယ် apron ဝတ်တာပေါ့နော်ဟဲ့ပြီးတော့ဒီမှာကျတော့ sofa ပါပဲ sofa ကိုတို့ခဲလို့ sofa ကိုဖဲ့တာပါ sofa ကိုရွှေ့လိုက်တယ်ဖဲ့လိုက်တယ်နေရာမှာသုံးတာပါတို့ခဲလို့ကဖဲ့တယ်ရွှေ့တယ်ပေါ့နော်တို့ခဲလို့ဖဲ့တယ်ရွှေ့တယ်အဲ့ဒါတော့တာတို့ရှိပါကိုကလုံးမဖြစ်တော့တဲ့တို့ခဲလို့ဖဲ့တယ်ရွှေ့တယ်ဒီမှာမြားလေးနဲ့ကျတော့နိုင်ငံလီကတို့နိုင်ငံလီကတို့ခေါ်တယ်သူကလို့ရွှေ့ထားတယ်ဖဲ့ထားတယ်ဆိုတဲ့ခါမှာသုံးပါတယ်တို့ကျတော့ကြည့်လို့ရှိပါはい。あ、まあ、新作の部屋を散らかす。散らかすされ皆さん。အခန်းကိုရှုပ်ပွားလုပ်တာပါ။部屋ကို散らかすအခန်းကိုရှုပ်ပွားနေအောင်လုပ်တာပါ။ဒီမှာမြန်နေကြတော့部屋က散らかるအခန်းကရှုပ်ပွားနေတယ်ဆိုတော့သူကကြည့်လို့ရှိပါနော်။ဘယ်ဘက်ကဟာနေတော့ထားလို့ရှိပါ။部屋က散らかるအခန်းကရှုပ်ပွားနေတယ်။ဒီဘက်ကကျတော့အခန်းကိုရှုပ်ပွားလုပ်တယ်ဆိုတော့ခလေးတွေပါလေဆိုလို့ရှိရင်အခန်းတွေပါရှုပ်ပွားလုပ်တယ်။အဲ့တော့ပြောပါ။部屋ကို散らかすအခန်းကိုရှုပ်ပွားလုပ်တယ်။部屋က散らかるအခန်းကရှုပ်ပွားနေတယ်။ညဘက်ကတော့ဒီလိုရှိဘယ်ဘက်ကတော့ထပ်လို့ရှိပါဟဲ့ပြီးကြလို့ရှိရင်အောက်မှာရှိစကားလုံးတွေဟဲ့ကိုခတ်တာစကဲဟဲ့ကိုခတ်တာစကဲတော့ကြလို့များတော့အခန်းကိုရှင်းနေပြီအခန်းကိုရှင်းနေတာပါဟဲ့ကိုခတ်တာစကဲအခန်းကိုရှင်းနေတာပါဒီဘက်ညဘက်ကစကားလုံးလေးကြတော့ဟဲ့ကခတ်တာစကိုအခန်းကရှင်းနေထားတယ်ရှင်းနေတယ်ဘောနော်အခန်းကရှင်းနေထားတယ်ရှင်းနေတယ်စကားတော့လည်းကြည့်လို့ရှိပါပဲဘယ်ဘက်ကကြတော့မလားကြည့်လို့ရှိတယ်ဘောနော်ဘယ်ဘက်ကကြတော့ထားလို့ရှိပါဟဲ့ကိုခတ်တာစကဲအခန်းကိုရှင်းနေရတော့တယ်ဒီဘက်ကကြတော့ဟဲ့ကခတ်တာစကိုအခန်းကရှင်းနေနေတယ်ဟဲ့အောက်မှာရှိတဲ့စကားလုံးကဂျုスကိုボスကိုボスသူကဂျုスတွေဂျုスအေးတွေမှမဟုတ်ဘူးကော်ဖီတွေပါတွေမှောက်ထားလို့ရေတွေပါမှောက်ထားလို့လေကိုボスသုံးနေရပဲဘယ်အရေးပဲဖြစ်ဖြစ်တော့မှောက်ကြတဲ့ဟာမှောက်ချလိုက်တဲ့ဟာဆိုလို့ရှိရင်ကိုボスဆိုတာမင်းကမှောက်ကြတာပါကိုボスဆိုတာမှောက်ကြတာပေါ့နော်ဒီဘက်ကတော့တာတို့ရှိပါဒီဘက်ကညာဘက်လေးရဟာကြတော့ဂျုスကကိုボレるဂျုスတွေကရှန်ကြလာတယ်ဆိုတဲ့ခါမှာတောင်းပါတယ်ရှန်ကြလာတယ်ဖိတ်ကြတယ်ပေါ့နော်ဖိတ်ကြတာပါအေးတွေကဖိတ်ကြတယ်ဘယ်ဘက်ကကျတော့အေးကိုဖိတ်ကြအောင်လုပ်တယ်ဆိုတဲ့ခါမှာတောင်းပါတယ်အဲ့အမရှိတဲ့စကားလုံးဟိုကိုရီကတမလို့ဖုံကစုပုံနေတာဖုံကစုပုံနေပါနော်ဟိုကိုရီကတမလို့ဖုံကစုပုံနေတာပါပြီးကြလို့ရှိရင်အမရှိတဲ့စကားလုံးလေးပေါ့နော်ဟိုကိုရီကစမိုးတို့သူကလည်းဖုံကစုပုံတာပါပဲသူကဖုံစုပုံတာပါပဲအပေါ်ကလည်းဟိုကိုရီကတမလို့ဖုံစုပုံတာနှစ်ခုတော့စုပုံတာပါပေါ့နော်တူတူပါပဲပြီးကြတော့ဒီဘက်ကညာဘက်ကစကားလုံးလေးကြတော့ယခိကဆူမိုးတို့ကျတော့皆さんနှင်းစုပုံတာပါခိကဆူမိုးတို့နှင်းရဆိုကိုလိုတော့မဟုတ်ပါဘူးကြည့်လို့ရှိပါတော့ယခိကဆူမိုးတို့နှင်းစုပုံတာပါဟဲ့အမရှိရဟာပေါ့နော်ဟိုကိုရီ
ကိုရီကိုထိုးလို့ဟိုကိုရီကိုတို့ရတယ်ဆိုတော့ဖုံကိုယူလာပါထိုးလို့ဆိုရင်ယူလာပါနော်ဟိုကိုရီကိုထိုးလို့ဖုံကိုဖယ်ရှားနေဆိုတဲ့ခါမှာတော့ပါတယ်တူတခုလည်းဆိုနေယူလာပါနော်ဒီမှာကျတော့ဟိုကိုရီကိုထိုးလို့ဖုံကိုဖယ်ရှားနေဆိုတဲ့ခါမှာတော့တာပါဟိဒါဆိုရင်အောက်ကဆရာကောနေပေါ့နော်ဆိုကြည့်ကိုခက်ခဲလို့ဆိုတော့ဆိုကြည့်ခိဆိုလည်းမလားဆိုတန်ရှင်းလုပ်တဲ့ဆက်ပေါ့နော်ဆိုကြည့်ခိကိုခက်ခဲလို့တန်ရှင်းလုပ်တယ်ဆိုတဲ့ခါမှာတော့ပါတယ်တန်ရှင်းဆက်တန်ရှင်းလုပ်တယ်ပေါ့နော်ဘယ်လိုလဲဆိုတန်ရှင်းလုပ်တဲ့ဆက်နဲ့အဲ့လိုမျိုးတန်ရှင်းလုပ်တယ်ပေါ့နော်အဲ့ဒါကိုပြောတာပါဆိုကြည့်ခေကိုခါခဲလို့ဆိုကြည့်တန်ရှင်းလုပ်တာပါဒီကဟိုခိတဲ့ဟာခုဇာရမလားစားဓမ္မစီလဲတာပေါ့နော်ဟိုခိတဲ့ဟာခုဓမ္မစီလဲတာပါဟာခုဆိုတာလဲတာပေါ့နော်ဒီမှာတွေ့တော့သူ့ရဲ့အပေါ်ကနေဆိုကြည့်ခေရဲ့ဆိုးလေးရတယ်ဟာခုရဲ့အုံယုံမီလေးပါဒါဆိုနှစ်ခုလုံးတွဲမှတ်ထားလို့ရှိရင်တော့စကားလုံးနှစ်ခုလုံးတစ်ပြိုင်နေရမှာပါဟာခုဆိုတာဓမ္မစီလဲတာပါအပေါ်ကဆိုကြည့်ခေကဝိတန်ရှင်းလုပ်တဲ့ဆက်အဲ့ဒါဆိုတော့သူ့ရဲ့အုံရောင်များဆိုးဆိုဟာခုရဲ့အုံရောင်များလည်းဆိုးပါပဲအဲ့ဆိုဟာခုဒီမစီနဲ့ဒီဆိုကြည့်ခိဒီမစီတန်ရှင်းလုပ်တဲ့ဆက်ပါပုံစုံဆက်တန်ရှင်းလုပ်တဲ့ဆက်ပါနော်ပုံစုံဆက်တန်ရှင်းလုပ်တဲ့ဆက်ဟဲ့အမှကြတော့မိစုကိုခုမှုဆိုရင်လည်းဆိုရေးတွေပါလေခတ်ထုတ်တာပါမိစုကိုခုမှုဆိုရေးခတ်ထုတ်တာပါအမှရှိတဲ့ကနမဆိုကင်ဆိုတာကြတယ်皆さんあれもနန်းလေးစုပ်ကိုတုတ်เสียအောင်ပဲပေါ့နော်နန်းလေးစုပ်တုတ်เสียအောင်ပဲကိုနန်းဆိုရေးဆွတ်တာပါနန်းလေးစုပ်တုတ်เสียအောင်နန်းစုဆိုမြတ်ဆိုရေးဆွတ်တာပါနန်းစုရေးဆွတ်တာပါဟဲ့ရတဲ့ရှင်ဇုတ်ကင်ကိုရှိဖို့လို့ကကြောင့်လည်းမြတ်ဆိုနန်းလေးစုပ်ကိုရေးညှစ်တာပါရှိဖို့လို့နောက်ကရှိဖို့လို့ကလည်းမြတ်ဆိုသူ့မှမဟုတ်ဘူးအဝိတ္တေပါလေရေးညှစ်တာလို့ဘာလို့မှလဲရှိဖို့လို့ရေးညှစ်တာပါနန်းစုဆိုတာကြတော့ရေးဆိုအောင်လို့ရေးဆွတ်တယ်ပေါ့နော်ရေးဆွတ်တာအောက်ကကျတော့ရှိဖို့လို့ရေးညှစ်တာပါဟဲ့ပြီးတဲ့ချိန်ဒီမှာကျတော့ရွေးကောက်ဖူးခုဆိုရင်မြန်ကျမ်းမြေကိုတုတ်တာပါဖူးခုဆိုတာတုတ်တာပေါ့နော်ဟဲ့ရွေးကောက်ဖူးခုကျမ်းမြေကိုတုတ်တာပါဒီကစားကျမ်းမြေဖူးခုဆိုတာတုတ်တာပေါ့နော်ကျမ်းမြေကိုတုတ်တာပါအောက်မှာရှိတဲ့စကားလုံးတော့ဖူးခင်တဲ့ရှက်ခီဖူးခု福建ဆိုတာမင်းဘူးကြောင်တုတ်ခွေပေါ့နော်မင်းဘူးသူကတော့ဇိုကင်းလို့တော့မနစ်ပေါ့ဇိုကင်းကလည်းနည်းနည်းညစ်ပတ်တဲ့နေရာတွေမှာတုံးတာပါ福建ဆိုတာじゃမင်းဘူးကြောင်မှာတုတ်တဲ့အဝတ်ကိုရှက်ခီကိုဖုခုပကံခွဲရောက်တူတော့သူကတော့နည်းနည်းလို့တန်တဲ့အဝတ်ပေါ့နော်မင်းဘူးကြောင်သုံးဝင်ဖြစ်ဟိုရှက်ခီဆိုတာမင်းလည်းပကံခွဲရောက်တူဖုခုတုတ်တာပါဟဲ့ပြည့်တဲ့ဒိုင်းဖုခင်ဒီကလည်းဒိုင်းဖုခင်မင်းဘူးကြောင်သုံးဝင်မင်းဘူးကြောင်သုံးဝင်ဖြစ်တေဘူးလို့ဖုခုဝတ်ခုံတွေကိုတုတ်တာပေါ့နော်တေဘူးဆိုခုံကိုဖုခုတုတ်တာပါဒိုင်ဘူးခင်တေဘူးတို့ဖုခုဒီကကြောင့်တုံးဝင်ဖြစ်တေဘူးတွေကိုတုတ်တာပါပြီးရခါခုကိုမိခါခုဆိုရင်လည်းအိမ်တော်ပရိဘောဂတွေပေါ့နော်အိမ်တော်ပရိဘောဂတွေကိုမိခါခုပြောင်းနေအောင်တိုက်တယ်ဆိုတဲ့ခါမှာသုံးပါတယ်ခါခုမိခါခုအိမ်တော်ပရိဘောဂတွေကိုပြောင်းနေအောင်တန်ရှင်းလုပ်တယ်ပြောင်းနေအောင်တိုက်ထားတယ်ဆိုတဲ့ခါမှာသုံးပါတယ်ခုံနေပါလေဆိုလို့ရှိရင်ပြောင်းလက်နေအောင်တိုက်ထားတယ်အဲ့ဒါကိုပြောတာပါဟဲ့ပြီးရင်အောက်မှာရှိတဲ့ブラシでこするブラシဖြစ်ပုတ်တိုက်တာこするဆိုတာလည်းမလားဆိုပုတ်တိုက်တာပါသူကလေဒီခုဆုကလေသူ့မှာမဟုတ်ဘူးမျက်လုံးကိုပုတ်တိုက်တာမှလည်းသုံးပါတယ်မျက်လုံးကို brush နဲ့ပဲပုတ်တိုက်တာမဟုတ်ဘူးเนาะကိုယ်မျက်လုံးကိုလက်လေးနဲ့ပုတ်တဲ့ဟာလေးမှလည်းသုံးပါတယ် brush တဲ့ခုဆု brush ဖြစ်ပုတ်တိုက်တာပါはいあまし生ゴミဆိုအမှိုက်ဆိုပါ皆さん生ゴミအမှိုက်ဆိုပါပြီးကြလို့ရှိရင်အောက်မှာရှိတဲ့မွဲတို့ကွန်မွဲတို့ကွန်မီဆိုတာမီးလောင်တဲ့အမှိုက်မွဲတို့ကွန်မီးလောင်တဲ့အမှိုက်မီးမီးမီးရှို့လို့ရတဲ့အမှိုက်မဟုတ်ပဲ对不对လွယ်ပြောရမယ်ဆိုလို့ရှိရင်တော့ plastic တွေစက်ကူတွေအဲ့လိုမျိုးအမှိုက်ပေါ့နော်အဲ့ဒါကိုပြောတာပါအောက်မှာရှိရင်မွေးနဲ့ကွန်ပျူတာမီးမလောင်တဲ့အမှိုက်ဆိုမှတော့တန်ဘူးတွေအဲ့လိုမျိုးဖန်ပလင်းတွေအဲ့လိုမျိုးပေါ့နော်မွေးနဲ့ကွန်ပျူတာမီးမလောင်တဲ့အမှိုက်ပါဘိုကကျတော့မွေးတို့ကွန်ပျူတာမီးလောင်တဲ့အမှိုက်နာမကွန်ပျူတာအမှိုက်ဆိုပါအမှိုက်ဆိုတဲ့မီးဖို့ကြောင့်တော့အမှိုက်တွေအဲ့လိုမျိုးပေါ့နော်ထမင်းကျွင်းကြံနေအဲ့လိုမျိုးအမှိုက်ဆိုတွေပါအဲ့ဒါကိုပြောတာပါ
ပြီးရရှိတဲ့ဘက်နံပါတ်ကစကားလုံးနဲ့ကြတော့ကောမီကိုဝါခဲလို့တော့အမိုက်တွေကိုခွဲတာအမိုက်တွေကိုခွဲတာကြတယ်မလို့ဟိုလိုမျိုးကြီးခွဲတာမဟုတ်ဘဲနဲ့အမိုက်ကိုမှသူကပနင်းတက်တက်စက်ကူတွေအဲ့လိုမျိုးပလတ်စတစ်တွေတက်တက်အဲ့လိုမျိုးခွဲတာပေါ့နော်အဲ့ဒါပြောတာကောမီကိုဝါခဲလို့ဆိုအမိုက်ခွဲတာကြတော့တဲ့မန်တုတာတယ်မလားဆိုမန်တုတာဆိုစိတ်ပစ်စရာကောင်းတယ်စိတ်ရှုပ်စရာကောင်းတယ်ပေါ့နော်သူ့ရဲ့နောက်ကထိုးလေးရတယ်မလားဆိုတန်းတိုးရဲ့တူပါ 딴도 섬이라서 처음이라 레자라 처음이라 이거는 딴도 필이 쓰리가만 동말에 가인거 록데로 소루시 보파대가 하면 초래와래 소리 가만 동나고는 초래와래 레자와래 상만 동네 또 얘나가 또래보나 또래 초래라고 시 아니면 뭐가 사실 노래 소루시 보파리 레라 이 말에 소루시 섹쇼스야 가네 아니면 섹쇼스야 가면 호르 묘이도 뭐 하거나 စိတ်ညစ်စရာကောင်းအဲ့လိုမျိုးတိုးလေးနဲ့မှတ်ထိုင်လို့ရပါပြီတန်တူရဲ့တိုးပါอืมမန်တိုတာကျတော့စိတ်ရှုပ်စရာကောင်းတယ်မန်တိုခုဆိုင်ရတယ်စိတ်ရှုပ်စရာကောင်းလာပဲစိတ်ရှုပ်စရာကောင်းတယ်စိတ်ညစ်စရာကောင်းတယ်ဆိုရခမတော့စိတ်ရှုပ်စရာကောင်းလာဘူးနော်ဟေးပြလို့ရှိရင်ဒီမှာကျတော့မွန်နိုအဲစလစ်ပါကိုဆိုရဲဆိုတယ်皆さんစစ်စီရေးထားတာပေါ့နော်ဆိုရဲလို့စစ်စီရေးထားသည်ဆိုရခမတော့ပါတယ်စလစ်ပါကိုဆိုရဲလို့ ဖက်နက်ပေါ့နော်စလီပါဆိုတဲ့မြတ်ဟိုစီးတဲ့ဖက်နက်ပါးလေးတွေလေအဲ့ဒါကိုပြောတာပါအမြင့်တော့မဟုတ်ဘူးနော်ဖက်နက်ပါးလေးတွေအဲ့ဒါကိုဆိုတော့အဲ့လိုစီစီရေးထားသည်ဆိုတဲ့ခါမှာသုံးပါတယ်はいモノ置きましょうဆိုတာကကြတော့モノ置きにしまうလို့ဆိုတာကြတယ်皆さんပစ္စည်းထားတဲ့နေရာတွေမှာပစ္စည်းထားတယ်ဆိုတဲ့ခါမှာသုံးပါတယ်ပစ္စည်းထားတဲ့နေရာပေါ့နော်モノ置きဆိုပစ္စည်းထားတဲ့နေရာမှာモノဆိုတာအဲ့ဒါဝတ္ထုနာက置きဆိုတာထားတာပေါ့နော်ပစ္စည်းထားတဲ့နေရာဆိုစတိုခန်းနေပါတယ်ပေါ့အဲ့ဒါကိုပြောတာပါモノ置きにしまうဆိုတာပစ္စည်းထားတာပါဒါဆိုရင်皆さんချိန်ရလို့ရှိရင်အောက်ကစာပိုင်းလေးတွေလည်းဖြည့်ကြည့်ထားလို့ရပါတယ်။စောင်းမရှိတဲ့ကျောင်းသားတွေဆိုရင်ဒါလေးကို screenshot ရိုက်ပြီးတော့ကိုအားတဲ့အချိန်မှာပြန်ဖြည့်ထားလို့ရပါတယ်။တကယ်လို့ဖြည့်ထားခြင်းနဲ့ဆိုလို့ရှိရင် comment မှာဖြည့်ထားတဲ့ number လေးနဲ့မှန်ခဲ့လို့ရပါတယ်။စင်စီအားလို့ရှိရင်တော့ပြန်ကြည့်ပေးထားပါမယ်ရှင်။ဖြည့်တတ်ပေးတတ်ပါမယ်နော်။ဟိုစာပိုင်းလေးကိုကြက်ပြီးလို့ရှိရင်တယောက်ကစာပိုင်းလေးတွေနဲ့ဖြည့်ကြည့်ထားလို့ရပါတယ်။အဓိကဖြေစေချင်တော့လေမင်းတို့ဒီအောက်ကကွက်လက်နဲ့ဟာနေပေါ့နော်မွန်နိုင်တူကကြတော့သူက GPT မှာအမေးများတဲ့ပုံစံဖြစ်တဲ့အတွက်မင်းတို့ဒါလေးကိုလေလေ့ကျင့်ဖြစ်အောင်ဖြေထားစေချင်ပါတယ်ပေါ့နော်ဒီမှာပါလာပြီနံပါတ်8ကိတနိုင်တဲ့မေကိုနိုင်နေအကေမရှိခုနပြောတဲ့မေပေါ့နော်မျက်လုံးကိုပုတ်တိုက်တာနေပါဟဲ့ဒါစေမင်းတို့အပေါ်စာပိုင်းလေးဖတ်ကြရအောင်ပါဒီမှာကောင်မလေးပြောတာပေါ့ကောင်မလေးပြောမယ်ရှင်းဖို့မတော့ခက်တဲ့ရောねဒီမှာပထမဆုံးဒီဇိုင်း솔직히 가게를 가라. 당신이 막 필요하자. 당신이 라나 솔직히 가게를 가. 솔직히 당신이 당신이 뭐나 당신이 막 필요하자. 첫도 도이때 베베니잖아. 베비바 너네랑 베비바 하는 거라고나. 도이때 첫도 도이때 너네랑 베비바 디마자 그러다가 다 별에 신문 못 듣게 되요네. 다른 사람이 잔지는 너네 다른 사람이 베비바 하래. 아래 코히 코부 사나인데 네 거기 페이스네 너네 ခုနကိုဘိုးဆူဆာဖိတ်တာပေါ့နော်ဒီမှာတော့ဖိတ်တာဆိုကိုဘိုးစားနိုင်တယ်ကိုဘီနမဖိတ်စီနေတဲ့ဟဲ့ဒါဆိုမြန်စဒီနေ့ရောဒီလောက်ပါပဲရှင်နောက်နေ့ကျလို့ရှိရင်ငါရမြန်ဒီနေ့အောင်ဖြစ်တဲ့အတွက်မိနာဆာဘုရားဖြည့်လေးလေဖြည့်ထားခဲ့မယ်ဆိုလို့ရှိရင် comment မှာမှတ်ခဲ့ပြီးလို့ရပါတယ်ရှင်ဟဲ့ဒါဆိုမြန်ဆန်တက်တာအလုံးမဲကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်